ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့ရဆိုရင်ကျွန်တော်ရဲ့ချစ်တဲ့ငယ်ချင်းမိတ်ဆွေတွေကိုကျွန်တော်အမဲသားပဲ့နှက်လေးလုပ်ပြမှာဖြစ်ပါတယ်အဲ့ထဲမှာပါရီပါလဲဆိုရင်ဒါကတော့ကျွန်တော်အမဲသားကိုနှက်ထားတာပေါ့နော်နိုင်ယူကတနားရောက်ကျွန်တော်နှက်ထားတယ်အဲ့ထဲမှာပါတာစာစနွင်အချုံမုံပဲငယ်ပြားရင်းနဲ့ကျွန်တော်နှက်ထားဖြစ်ပါတယ်ဒါကတော့ကလေးပဲချမ်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်တက်ငယ်ချင်းပေးထားတဲ့ကိုယ်တိုင်ထောင်းထားတဲ့အဲဒီမဆလာဖြစ်ပါတယ်ဒီမှာကြက်သွန်ပါမယ်ကြက်သွန်ဖြူပါမယ်ဂျင်းပါမယ်ကျွန်တော်ကတော့ခရမ်းညင်ဒီတုံးထားပါတယ်ဒီနေရာမှာဒိန်ညင်တုံးလေးရပါတယ်ကျွန်တော်ကဒိန်ညင်မရှိလို့ခရမ်းညင်ဒီတုံးထားဖြစ်ပါတယ်စိမ့်မုတ်ချိုမုတ်စားဖြစ်ပါတယ်ဟုတ်ကဲ့အခုကျွန်တော်ချက်ပြုတ်ဖို့ကျွန်တော်ပြင်ဆင်လိုက်ပါအောင်မယ်ဒီပထမဦးကကျွန်တော်ဂျင်းလေးနဲ့ကြက်သွန်ဖြူနဲ့ရေးထည့်အောင်ဖြစ်ပါတယ်ဟုတ်ကဲ့အခုကြက်သွန်ဖြူလေးနဲ့ဂျင်းလေးနဲ့နည်းနည်းညက်လာပြီဆိုတော့ကျွန်တော်ကြက်သွန်လေးကိုထည့်ထောင်းမှာဖြစ်ပါတယ်ကြက်သွန်လေးထည့်မှာဖြစ်ပါတယ်โอเคအခုကြက်သွန်လေးလည်းကျွန်တော်လိုချင်တဲ့အနေအထားလေးရောက်ပြီဆိုတော့ကျွန်တော်ချက်ပြုတ်ဖို့အတွက်ပြင်ဆင်လိုက်ပါအောင်မယ်ပထမဦးကကျွန်တော်စီထည့်မှာပေါ့နော်ကျွန်တော်ကတော့အမဲသားကီလိုဝက်ကြော်ကျွန်တော်တုံးတာဖြစ်ပါတယ်စီထည့်ပြီးသွားရင်ကျွန်တော်စနေထည့်မှာဖြစ်တယ်ခုကျွန်တော်စီဆူလာပြီဆိုရင်ကျွန်တော်ကြက်သွန်လေးစီချမှာဖြစ်ပါတယ်ဒီစီချမဲ့လို့ကျွန်တော်အရောင်လေးလှဖို့အရောင်တင်မုတ်လေးထည့်မှာဖြစ်ပါတယ်ခုကျွန်တော်မဆလာထည့်မှာဖြစ်ပါတယ်ဆလာနည်းနည်းလေးထည့်နော်ဒါဒါလေးမှုရင်းဟုတ်ကဲ့ကျွန်တော်စီတက်တာလေးလည်းမှုလာပြီဆိုတော့ကျွန်တော်ခရမ်းရည်လေးထည့်မှာဖြစ်ပါတယ်ခရမ်းရည်လေးနည်းနည်းလေးလဲအောင်ကျွန်တော်မှုလိုက်မယ်ပေါ့နော်ခရမ်းရည်လေးနည်းနည်းနွမ်းလာပြီဆိုတော့ကျွန်တော်ဒီစိန်ထားတဲ့ပဲကိုကျွန်တော်ဒါရရောပြီးစီတက်မှာဖြစ်ပါတယ်ပဲလေးတွေလုံးသွားပြီဆိုတော့နောက်ဆုံးအဆင့်ကျွန်တော်အမဲသားပါဒါလေးထည့်မှာဖြစ်ပါတယ်အမဲသားအမဲလေးလုံးသွားတဲ့ဒီနှိမ့်ပါပေါ့နော်အမဲသားလုံးနေဒီနှိမ့်နော်ဒီအမဲသားလေးလုံးလာပြီဆိုတော့ကျွန်တော်အရသာတွေထည့်မှာဖြစ်ပါတယ်ဒါထည့်နော်ถ่ายထည့်မှာပေါ့နော်ဒါထည့်မယ်ချိုမုတ်ထည့်မယ်โอเคအခုကတော့နောက်ဆုံးအဆင့်ကျွန်တော်ခုနထောင်းထားတဲ့စုံစည်းရည်ထည့်မှာဖြစ်ပါတယ်စုံစည်းရည်ထည့်မယ်နည်းနည်းလေးနှိပ်ယူပါမယ်ကျွန်တော်ရေထည့်အောင်နော်ရေထည့်လိုက်နော်ဒီကရေတန့်တော့ရင်ပိုကောင်းပါတယ်ရေတန့်တော့တာပိုကောင်းပါတယ်အမြုပ်လေးကျွန်တော်ထည့်မယ်ပေါ့နော်ကျွန်တော်တနာရီလောက်တနာရီကြော်လောက်ကျွန်တော်နှက်ထားပါဖြစ်ပါတယ်ဟုတ်ကဲ့ဒီဆိုရင်အမတရေခမ်းပြီဆိုတော့ကျွန်တော်ဒုတိယတရေစားထည့်မှာဖြစ်ပါတယ်ကျွန်တော်ပထမတရေကတော့ခမ်းနေပါပြီဒုတိယတရေထည့်မှာဖြစ်ပါတယ်မြုပ်ဝဲကျွန်တော်ပြန်ထည့်မှာဖြစ်ပါတယ်ဒုတိယတရေခမ်းတော့ကျွန်တော်ရပါပြီကျွန်တော်ရေထည့်ပြီးသွားပြီဆိုတော့ပုံလေးအုပ်ပြီးတော့ကျွန်တော်တို့ဆန်းလေးထည့်တင်ထားလိုက်ပါအောင်ဟုတ်ကဲ့အခုဆိုနောက်တရေကျွန်တော်တို့ခမ်းပြီဆိုတော့ကျွန်တော်ပုံလေးချပါတယ်ပဲရီလည်းနိုးပြီးဆွဲပြီးဆိုတော့ကျွန်တော်စားဖို့ပြင်ဆင်လိုက်ပါအောင်ကျွန်တော်တို့ကျွန်တော်ထည့်စားကြပါမယ်Teach me the language of rustling leaves stories that အားလုံးပဲကျွန်တော်ရဲ့အမဲသားပဲနှက်လေးရပြီပေါ့နော်ကျွန်တော်ရဲ့ချစ်သူငယ်ချင်းမိတ်ဆွေအားလုံးပဲစားကြပါအောင်ကျွန်တော်တို့စားလိုက်ပါအောင်မယ်ကျွန်တော်ရဲ့တူလိုက်ကြည့်လိုက်ပါအောင်The dawn paints gold on the mountain's crown While rivers whisper truth
as they flow down. Their songs entwined with the trees that stand, knotted in time by nature's hand. ဒီရွှေလေး Each echoing step on the forest floor opens a world through an ancient door. The silence alive, yet brimming with sound. In the arms of solitude I am found. Oh, whispering pines, sing me your tune. Caught in the rhythm of the stars and the moon. Teach me the ရောင်းမမဟုတ်ဘူးအဲ့ဒါရဲ့ပဲ stories Đó, that dựa. linger on breath of the breeze. ဒီဝန်ကတော့เนาะကျွန်တော်ရဲ့တငယ်ချင်းလက်ဆောင်ပေးတာဘူးတကကျေးဇူးတင်ပါတယ်ဟုတ်လားကတော့မကြီးကြီးတောင်းပြောမစားဖြစ်ဘူးဒါကငပိတောင်းအောင်တိတ်ကြလိမ့်တာ Wind hums ဒီဟင်းနဲ့ပြီး break of day. Whispering pines, secrets untold, carrying tales only the forest holds. Moonlight spills the velvet dark, etching patterns, leaving its mark. The roots stretch deep, the earth's gentle sigh, a lullaby sung to the open sky. Oh, whispering pines, sing me your tune, caught in the rhythm of the stars and the moon. ပုံပြီးတော့ Teach me the language သုံးပြီးကြည့်ရှုလို့တရားစီရင်တာဘုံဝင်ကြည့်လို့ပြပါတယ်နောက်ထပ်ဗီဒီယိုဘယ်လိုဗီဒီယိုတွေနဲ့ပြန်လာအောင်မလဲဆိုတာတောက်မြတ်ကြည့်ပါဦး of the breeze.